အဘားမြိုင်ဆိုသူကပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ပဇွန်မြောင်းရွာဇာတိဖြစ်ပါတယ်ရှေးမီနောက်မီအရွယ်လည်းဖြစ်ပြီးတော့ရှေးဟောင်းနောက်ကျောင်းတွေကိုကိုယ်တိုင်တွေ့ကြုံတွေနဲ့ပေါင်းဆက်ပြောဆိုတတ်တဲ့အတွက်ကြောင့်စကားပြောကောင်းလာပါတယ်လွန်ခဲ့တဲ့အချိန်ကာလများဦးဆိုပေမဲ့လည်းမြေချမ်းဖြစ်ခဲ့ဘူးတဲ့ခြံဝန်းမြေကွက်ကယခုထိတိုင်ပဇွန်မြောင်းရွာဈေးပိုင်းရမှာရှိနေစေဖြစ်ပါတယ်မြေချမ်းရင်စားပတ်ထားဆိုပြီးတော့အဖေနွဲ့ဆိုခဲ့တဲ့စကားကိုအဘားမြိုင်ကအာပါတရပြန်ပြီးပြောပြနေပါတယ်အဲ့ဒီမြေချမ်းကိုဝိဇ္ဇာတရားအစီရင်တွေနဲ့ကောင်းအောင်ရင်အောင်ပြုလုပ်စီရင်ပေးခဲ့သူကတော့အထက်ပုဂ္ဂိုလ်ဒူကြီးဖြစ်ထင်ရှားခဲ့ဘူးသူစမတောင်သာသနာပြုပုဂ္ဂိုလ်ကျော်ဥဒနွဲလို့ခေါ်တဲ့အဖေနွဲ့ဖြစ်ပါတယ်ရခင်ကာလကဆွဲတလွဲကျွေးရအုပ်စုပဇွန်မြောင်းရွာကိုရှမ်းတိုင်းသားမိသားစုတစုအခြေချနေထိုင်ဖို့ပြောင်းရွှေ့ရောက်ရှိခဲ့ဘူးပါတယ်အဲ့ဒီရှမ်းတိုင်းသားမျိုးနွယ်စုမိသားစုမှာထူးခြားထင်ရှားခဲ့သူကတော့ဥဒနွဲ့ပဲဖြစ်ပါတယ်ငယ်စဉ်ကာလပဇွန်မြောင်းရွာမှာနေထိုင်စဉ်ကပဲကိုခံပညာတွေကိုလေ့လာလိုက်စားပြီးအင်းအိုင်လက်ဖွဲ့ပညာရက်တွေကိုလည်းစိတ်ပါဝင်တစားဝါသနာပါလာတယ်လို့ဆိုကြပါတယ်အရက်မောင်းအလုံးထဲကလည်းတောက်တင်းကြစ်လက်ပြီးအသားဖြူသူလည်းဖြစ်ပြန်တော့အလွန်ကြည့်ကောင်းသူလို့ပြောကြပါတယ်အဖေနွဲ့အကြောင်းအဘားမြိုင်သိသလောက်ပြောပြပါတာအဲဒီခါမှာအဘားမြိုင်ကအဲ့ဒီပုဂ္ဂိုလ်အကြောင်းပြောပြရရင်အများကြီးပဲရက်ကန်းစင်တောင်ဆရာတော်ကြီးနဲ့ပတ်သက်တဲ့တပြည့်ကြီးလည်းဖြစ်တယ်အဘားမြိုင်ပြောပြတဲ့အဖေနွဲ့အကြောင်းကစုံလင်လာပါတယ်ရှမ်းပြည်နယ်ကတော်လန်ရေးကိုအကြောင်းပြုပြီးမိဘတွေပဇွန်မြောင်းရွာကိုပြောင်းရွှေ့ရောက်ရှိခဲ့ပုံအဖေနွဲ့နဲ့အဖေလူတို့ထူးဆန်းစွာတွေးဆုံကြပုံအဖေနွဲ့ငယ်စဉ်ဘဝအကြောင်းတွေပြင်ရက်ကန်းစင်တောင်ဆရာတော်ကြီးရဲ့တပြည့်ရင်ဖြစ်ခဲ့ရမှာစမတောင်တော်မြတ်သာသနာပြုလုပ်ငန်းပါမချမ်းကိုနေရသားသမီးတွေကိုကူညီကယ်တင်ခဲ့ပုံတို့ဖြစ်ပါတယ်အဘားမြိုင်ပြောပြမဲ့မြေချမ်းဆက်လန်းလေးကိုပြန်ဆက်ပါဦးကျွန်ုပ်ကမေးမိလိုက်ပါတယ်အဘားမြိုင်ကိုယ်တိုင်တိတက်ခါစားအရွယ်ပေါ့ပဇွန်မြောင်းရွာမှာထူးဆန်းစွာသေဆုံးကြတဲ့တန်ငါမိသားစုတစုရှိခဲ့ပူပါတယ်စစ်တောင်မြင့်ရဲ့မြစ်လက်တက်ဖြစ်တဲ့ရွှေဘုံသားချောင်းဟာပဇွန်မြောင်းရွာရဲ့တာလန်းကြီးဘေးမှာရှိပါတယ်အဖေလောက်တဲ့တန်ငါတွေဟာငါးဖမ်းရင်းနဲ့ငပူတင်းတွေဖမ်းလာခဲ့ပါတယ်အဲ့ဒီငပူတင်းတွေကိုချက်ပြုတ်စားမိရကနေအစိမ့်မိပြီးတော့မိသားစု9ဦးစလုံးသေဆုံးသွားကြပါတယ်အခေါင်း9လုံးနဲ့တပြိုင်တည်းချတဲ့အတုပကိုအဘမျက်စိထဲမှာအခုထိတောင်မြင်မိသေးတယ်အခုအဘပြောပြတဲ့မြေကျန်းတဲ့ခြံဟာအဲ့ဒီတန်ငါမိသားစုပိုင်တဲ့ခြံပေါ့အဲ့ဒီကမှကျွန်တော်ကအံ့ဩစရာကြီးကွဲစရာကောင်းတဲ့အဖြစ်ပြက်ပဲဟုတ်တယ်ဆွေမျိုးတွေကကြံခဲ့တဲ့အိမ်နဲ့ခြံကိုကုသိုလ်ကောင်းမှုပြုပေးမယ်ဆိုပြီးရောင်းချခဲ့ကြတယ်အဲ့ဒီနောက်ပိုင်းကစပြီးအိမ်နဲ့ခြံဝယ်တဲ့သူတွေမိသားစုလိုက်စီးပွားပြက်ကြသေကြနဲ့တိုက်ဆိုင်တာမျိုးမဟုတ်တော့ဘူးတကယ်လို့ဖြစ်ကြတော့ပိုင်ရှင်တွေဟာလက်ဆင့်ကမ်းပြီးတော့လျှော့စည်းနဲ့ရောင်းကြတော့တယ်ထူးထူးခြားခြားအယုံကြည်မရှိတဲ့ကိုတန်မဏိဆိုတဲ့လူယိုတယောက်အဲ့ဒီအိမ်ခြံကိုဝယ်ခဲ့တာကိုမှတ်မိတယ်ကိုတန်မဏိကအရက်တော့တယ်ဒါအပြင်ခွေးသားပါမကြံစားတဲ့လူဖြစ်ချင်တော့ကိုတန်မဏိရဲ့ဇနီးမက်ခင်ဝင်းဟာအချိန်မတော်ညတိုင်းလိုဝူဝါနဲ့ငိုလိုက်ရဲလိုက်ဖြစ်တော့တယ်ဒါကိုတန်မဏိကလက်မခံရိုက်လာထိုးလာနဲ့လက်လုံပြီးတော့မက်ခင်ဝင်းသေပြန်တယ်ကိုတန်မဏိလည်းထောင်ကျသွားတာပေါ့အဲ့ကမှကျွန်တော်ကအတော်ဆိုးတဲ့ကိစ္စတွေပဲနောက်ပြီးဒီမြေနဲ့အိမ်ကိုဝယ်တဲ့သူမရှိဖြစ်ပြီးအိမ်မှာလည်းလူမနေကြာတော့ဆွေမျိုးတွေစုပြီးတော့အိမ်ကိုဖျက်လိုက်ကြတယ်အဲ့လိုဖြစ်နေတော့ပဇွန်မြောင်းကိုပြောင်းလာတဲ့ကျောင်းဆရာကတည်တည်ချာချာမြေရာဇဝင်မသိပဲဈေးပေါ်ပေါ်နဲ့ဝယ်တယ်ကျောင်းဆရာကသူတော်ကောင်းမို့လို့လားမသိဘူးအဖေနွဲ့ပဇွန်မြောင်းကိုလာနေချိန်နဲ့တိုးပြီးတော့မြေရှင်းမြေပြင်ပြုလုပ်ပေးခဲ့တာအဲ့ကမှကျွန်တော်ကအဖေနွဲ့ဘလို့လုပ်ပေးလဲသိရင်ပြောပြပေးပါလားအဖေနွဲ့ရှိရာကိုကျောင်းဆရာသွားတွေ့ပြီးအကျိုးကြောင်းပြောပြတော့ခြံဝင်းထဲကမြေအားလုံးကိုစားကြိုပက်ထားလိုက်လို့မာပြီးကြိုပြင်ရမယ့်ပစ္စည်းတွေမာတယ်နောက်တစ်နေ့အဲ့ခြံထဲကိုလာခဲ့မယ်လို့ပြောလိုက်တယ်စားပက်တာဘလို့အဓိပ္ပာယ်မျိုးလဲကျွန်တော်ကမေးလိုက်ပါတယ်အဘလည်းနောက်မှသိရတာရှိရင်ဆွဲမြေကိုစားပက်ပြီးတော့ဓာတ်အတက်နဲ့မြေပြင်လိုက်တာတဲ့နောက်တစ်နေ့မှာတော့အဖေနွဲ့ရောက်လာတယ်နဝင်းအချိန်ကိုတော်တော်ယူပြီးတော့အသုံးပြုတယ်အရက်မျက်နှာနဲ့ဓာတ်လေးဓာတ်ကိုလည်းအလေးထားတယ်ပါပတောက်နဲ့တော်မအရက်ရှစ်တောက်တဲ့ကပါပလေးတောက်ကိုကြက်ရှာအလံဖြူလေးလက်စိုက်ထူထားရှိတယ်ကျန်တဲ့သောမလေးတောက်ဖြစ်တဲ့တနင်္လာဗုဒ္ဓခုကြာသပတေးနဲ့တောက်ကြအရက်မှာတော့အရက်မျက်နှာအလိုက်စောက်ကြတဲ့နတ်မင်းကြီး၄ပါးကိုရီမှန်းပြီးအမွေးတိုင်းဖျောင်းနိုင်တွေထွန်းဖို့ပူဇော်ဖို့ကြိုပြင်ဆင်ခိုင်းတယ်ချမ်းမြေလက်တက်မှာဖျားပွဲတစ်ပွဲဝိဇ္ဇာပွဲတစ်ပွဲအုံငပြောနဲ့ထိုးခိုင်းတယ်အဲ့ဒီအချိန်မှာရွာတလေးအတိုင်းဓာမျိုးတွေကိုပတ်သက်စိတ်ဝင်စားသူရွာသူရွာသားမိန်းမယောက်ျား10ဦးလောက်ရောက်နေပြီးဖျာခင်းပေါ်မှာထိုင်ကြည့်နေကြတယ်အဖေနွဲ့ကခြံထဲပတ်ပြီးတော့မမြင်အပ်တဲ့ပုံကိုယ်တွေကိုမြတ်တာပေးတယ်မြတ်တာရက်တယ်မနက်9နာရီတိတိမှာဓာတ်လေးတောက်မှာအမွေးတိုင်ဖျောင်းနိုင်တွေထုံကြီးပူဇော်စေပြီးတော့အဖေနွဲ့ကိုယ်တိုင်ဘုရားရှင်နဲ့ဝိဇ္ဇာပုဂ္ဂိုလ်တွေအတွက်အမွေးတိုင်ဖျောင်းနိုင်ပူဇော်တယ်ဘုရားတရားသံဃာတွေကိုအာယုံထားပြီးထီချင်း၅ပါးနဲ့ကြော့တယ်မမရရဂုံတော်ကိုခေါက်တိတိရွတ်တယ်ပြီးမှဝိဇ္ဇာပုဂ္ဂိုလ်ကြီးတွေကိုပင်ဖိတ်ပြီးနှုတ်ကပဲအတန်ထွက်လျှောက်ထားတယ်ကိုနေရသားသမီးများပိုင်ဆိုင်သောချမ်းမြေတွေမကောင်းသောအနောက်ရှက်များရှိနေပါသည်
ဖြူစင်သောမြတ်တာဖြစ်အဖိုးခမီယူကူညီလိုကြောင်းတစ္ဆာပြုပါဤလို့ရှောက်ထားတာအဖေနွဲ့အဓိကရှောက်ထားတဲ့ပုဂ္ဂိုလ်ကရက်ကန်းစင်တောင်ဆရာတော်ကြီးပဲကွရက်ကန်းစင်တောင်ဆရာတော်ကြီးကိုနှုတ်ကရှောက်ပြီးခွင့်ပန်တယ်တပြည့်တော်မောင်တာနွဲ့ပါဗျာကျေးဇူးရှင်ဆရာတော်ကြီးကိုခွင့်ပန်ပါတယ်မိစ္ဆာတက်ကိုအောင်မြင်စွာနေနှင်းနိုင်စေဖို့ဝိဇ္ဇာတက်ကိုပေးသနာတော်မူပါဗျာတဲ့ထူးခြားတာကိုချက်ချင်းကြီးကိုကြုံရတော့တယ်အဖေနွဲ့နောက်မှာထိုင်နေတဲ့ရွာသူရွာသားတွေထဲကဒေါ်ကြီးဆိုတဲ့မိမအကောင်းကြီးထိုင်နေရကနေနာလာပါပြီကြောက်လာပါပြီဆိုပြီးတော့ငိုပြီးတော့အဖေနွဲ့ကိုကြော့တယ်အဲ့ဒီခါမှာအဖေနွဲ့ကဒီလိုပြောတယ်တင်တို့မြင်မဟုတ်တော့ဘူးပိုင်ရှင်ရှိချေပြီးဆိုင်ရာပုဂ္ဂိုလ်များကလည်းတင်တို့ကိုလက်မခံကြတော့ဘူးယခုပင်အပြီးတိုင်ထွက်ကြပါတင်တို့တို့အတွက်ကုသိုလ်ပြုပေးမယ်တာဓုခေါ်ဆိုကြဒါပဲပြောတယ်အဖေနွဲ့ပြန်ကနေကြောင်းစရာကိုနှစ်ခုမှာကြတယ်တစ်ချက်ကသွားလီသူမိသားစုအတွက်တန်ဃာတော်၅ပါးပင့်ပြီးကုသိုလ်ပြုအမြတ်ပေးဝေဖို့ရယ်နောက်တစ်ချက်ကဒုဋ္ဌ၅ချက်သားကိုရေမာဖြောချမ်းမြေအနံ့ပတ်ဖြန်းပါတဲ့အဲ့ဒီခါမှာကျွန်တော်ကဘာဖြစ်လို့ဒုဋ္ဌရေပတ်ဖြန်းခိုင်းတာလဲအဘမြိုင်အဲ့ဒါတော့အဘလည်းမသိဘူးအကြောင်းရှိလို့ဖြစ်မှာပေါ့အဲ့လိုစီရင်ပေးခဲ့ပြီးနောက်ပိုင်းကျမ်းပါတယ်ဆိုတဲ့ချမ်းမြေဟာဘာသာမှမကြားရတော့ဘူးလို့ဆိုပါတယ်စဉ်းစားမိတာကလူသားတွေထဲကတချို့လူတွေဟာစိတ်အစွဲလန်းကြောင့်ဘဝတစ်ပါးကိုပြောင်းလဲသည့်တိုင်ပိုင်ဆိုင်ခဲ့မှုတဲ့ပစ္စည်းဥစ္စာနဲ့နေရာတွေကိုစွဲလန်းတွေ့တာကြပါတယ်ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့အကုသိုလ်စိတ်ဆွဲနဲ့ဏိဂုံမလထူးဆန်းစွာသေဆုံးသွားကြတဲ့မိသားစု၅ဦးအတွက်တော့စိတ်မကောင်းဖြစ်မိပါတယ်ကျွန်ုပ်ပဇွန်မြောင်းရွာကြီးကိုအလဲပတ်ရောက်ရှိခဲ့ဘူးစဉ်ကအဖေနွဲ့နဲ့မြေချမ်းအကြောင်းထူးထူးခြားခြားကြားသိခဲ့ရပြီးနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ဆက်လံလေးကိုဘုဒ္ဓဖြစ်စေဖို့ရည်ရွယ်ပြီးမျှဝေတင်ဆက်ပေးလိုက်ပါတယ်